relative pronoun လို့ပြောလိုက်တဲ့အခါမှာဘယ်စကားလုံးတွေကိုပြောရဲဆိုတာကိုပြေးပြီးတော့မြင်မိရလားအကယ်၍မသိသေးဘူးဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအားလုံးပဲမင်္ဂလာပါဒီကဒီနေ့မှာ relative pronoun လို့ခေါ်တဲ့စကားလုံးလေးတွေရဲ့အသုံးအနှုန်းကိုသင်ပေးသွားမှာဖြစ်ပါတယ်So relative pronoun ဆိုတာကတချို့တို့ငငယ်တုန်းကသင်ဘူးတဲ့ who which that စသဖြင့်စကားလုံးတွေကိုတချို့တို့စာကြောင်းနှစ်ခုရဲ့ကြားထဲမှာသို့မဟုတ်အရှိကနောင်ကိုပြန်ညွှန်းတဲ့အခါမှာတချို့တို့သုံးလေးရှိတဲ့ relative pronoun လေးတွေဖြစ်ပါတယ်ပထမဆုံးတချို့တို့ပိုင်ဆိုင်မှုကိုပြတဲ့ relative pronoun စကားလုံးလေးကိုသင်ပေးပါမယ်အဲ့ဒါက whose whose ကကြတော့တစုံတစ်ယောက်သို့မဟုတ်တစုံတစ်ခုရဲ့ပိုင်ဆိုင်မှုကိုပြောတဲ့အခါမှာတချို့တို့သုံးတဲ့ relative pronoun ဖြစ်ပါတယ်I found the person whose cat lost their collar. I found the person whose cat lost their collar. ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်က whose ဆိုတဲ့ဒီ relative pronoun လေးကိုသုံးပြီးတော့ပြောသွားတာဖြစ်တယ်။အဓိပ္ပာယ်ကကြတော့ I found the person ဆိုတော့လူကိုရှာတွေ့ပြီး whose cat lost their collar ဆိုတော့သူ့ရဲ့ကြောင်ကcollar ဆိုတော့ level ပျောက်သွားတဲ့ကြောင်ရဲ့ပိုင်ရှင်ကိုရှာတွေ့ပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။နောက်တစ်ခုတစ်ချက်တော့ which ဆိုတော့ which နဲ့ that နဲ့ကိုကျွန်တော်များသောအားဖြင့် relative pronoun မှာရောနှိုးလေးရှိတယ်။အမှန်တကယ်တော့သူတို့နှစ်ယောက်ရဲ့အသုံးက which ဆိုရင်ကျွန်တော်ကတိတ်ပြီးတော့အရေးမကြီးတဲ့ information တွေကိုဖော်ပြတဲ့နေရာမှာသုံးလို့ရပါတယ်။ဥပမာလေးနဲ့ကြည့်ရအောင် Hawaiian pizza which is my favorite food is deliciousဒီမှာဆိုရင်ကျွန်တော်ပီဇာကိုပြန်ညွှန်းတာဖြစ်တယ်ဆိုတော့အရသာရှိတဲ့ပီဇာဆိုတော့ဒီဟာက important information မဟုတ်တဲ့အတွက်ကြောင့်မလို့ဒီကျွန်တော် which နဲ့သုံးထားတာဖြစ်ပါတယ်နောက်တစ်ခုဒီကျွန်တော် that ဆိုတော့ that ကကြတော့ကျွန်တော် which ရဲ့ပြောင်းပြန်သူကကြတော့ important information ဆိုတော့အရေးကြီးတဲ့အကြောင်းအရာတွေကိုပြောတဲ့အခါမှာသုံးတဲ့ relative pronoun ဖြစ်ပါတယ်ဥပမာ This is the puppy that won the contest ဒီခွေးလေးကပြိုင်ပွဲမှာနိုင်သွားတဲ့ခွေးလေးဖြစ်ပါတယ်ဆိုတော့ဒါက important information ဖြစ်တဲ့အတွက်ကျွန်တော်က that နဲ့သုံးထားတာဖြစ်တယ်နောက်တစ်ခုကျွန်တော်လူကိုညှိုးလို့ရတဲ့ relative pronoun လေးတွေပြောပြပေးပါမယ်ပထမဆုံးတစ်ခုကကျွန်တော် who ဆိုတော့ who ကကြတော့ကျွန်တော် subject နေရာမှာရှိတဲ့လူကိုပြန်ညွှန်းတဲ့အခါမှာသုံးလို့ရပါတယ်ဥပမာ the company hired guides who spoke Spanish ဆိုတော့ company ကဒီ Spain ဘာသာစကားပြောတတ်တဲ့သူတွေကိုခန့်ထားတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးထားတာဖြစ်တယ်။နောက်တစ်ခုတစ်ချက်တော့ home ကကြတော့ကျွန်တော်ခုနက subject မဟုတ်ဘဲနဲ့ object နေရာမှာရှိတဲ့လူကိုညွှန်းကျင်တဲ့အခါမှာကျွန်တော်သုံးလို့ရပါတယ်။ဥပမာ Dennis was the one whom Albert gave the keys to. So Dennis ပေးလိုက်တဲ့သူက Albert ဖြစ်တယ်။ဆိုတော့ဒီတော့ကိုပေးလိုက်တာက Albert ဖြစ်တယ်ဆိုတော့ဒီလိုမျိုးလူကို object နေရာမှာရှိတဲ့လူကိုတချို့ပြန်ညွှန်းခြင်းတဲ့အခါမှာသုံးတာဖြစ်ပါတယ်ဒီနေ့ပြောသွားတဲ့အကြောင်းအရာလေးတွေကတချို့သုံးသွားတဲ့ relative pronoun လေးတွေရဲ့အသုံးအနှုန်းလေးတွေကိုရှင်းပြပေးသွားတာဖြစ်ပါတယ်နောက်ထပ်သင်ခန်းစာတွေမှာလည်းတချို့ကအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဘူဒုတာတွေကိုထပ်ပြီးတော့ဝေမျှပေးအောင်ပါမလို့တချို့ page လေးကို like and follow လုပ်ခဲ့ပါအားလုံးပဲ bye bye GYS မှာအင်္ဂလိပ်စာအတွက်ကလေးတန်းနဲ့လူကြီးတန်း2မျိုးခွဲထားပါတယ်။ level အနေနဲ့ကတော့ကလေးတန်းအတွက်ဆိုလို့ရှိရင် ABC ကနေစတင်တဲ့ English for ရန်လန်တာ2တန်းနဲ့ Speaking သီးသန့်သင်ပေးတဲ့ English Speaking for Beginner 2တန်းရှိပါတယ်။လူကြီးတွေအတွက်ကတော့ Basic Grammar, Sentence Construction, Basic Speaking နဲ့ Business English ထိပါတက်ရောက်နိုင်အောင်သင်ကြားပေးထားပါတယ်။အင်္ဂလိပ်စာတန်းတွေကိုစိတ်ဝင်စားရဲဆိုလို့ရှိရင် comment ထဲမှာ ENG လို့မှန်းခဲ့တာပဲဖြစ်ဖြစ် Messenger ကနေလည်းတိုက်ရိုက်စုံစမ်းလို့ရသလိုအခုပေါ်ပြထားတဲ့ဖုန်းနံပါတ်တွေကနေဆက်သွယ်လို့ရပါတယ်။